မင်္ဂလာပါခုတန်ကိုနားဆင်နေတဲ့မိတ်ဆွေဟာခုချိန်မှာတယောက်တည်းရှိနေတာလားဒါမှမဟုတ်လူအများကြီးကြားထဲမှာရှိနေပေမဲ့ရင်ထဲမှာတော့တယောက်တည်းဖြစ်နေတာလားရင်းနေတဲ့အခါပဝင်းချင်ကတိတ်ဆိတ်သွားပေမဲ့ကျွန်တော်တို့ရဲ့ရင်ထဲမှာတော့အတွေးတွေကအကျေလောင်ဆုံးအော်ဟစ်နေတတ်ကြပါတယ်ဒီညမှာတော့အဲ့ဒီအတွေးတွေကိုအတူတူနားထောင်ပေးဖို့ကျွန်တော်ရောက်လာတာပါဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးဘဝဆိုတာခံစားချက်တွေရဲ့စီးဆင်းမှုတစ်ခုပါကျွန်တော်တို့တွေဟာအဆင်ပြေပါတယ်ဆိုတဲ့စကားလုံးတွေရဲ့နောက်မှာဘလောက်တောင်ပြင်ပန်းမှုတွေကိုဝတ်ထားခဲ့ကြတယ်လေဒီညတော့အဲ့ဒီဝင်တော့ဝင်ပိုးတွေကိုခဏလောက်ချထားလိုက်အောင်ဗျာအလွမ်းဆိုတာစိုးရတဲ့အရာမဟုတ်ပါဘူးအစုံတစ်ယောက်ကိုမန်နေရတယ်အတိတ်ကအမတ်တရတစ်ခုကိုတန်းတနေရတယ်ဆိုတာဒီမှာချစ်တတ်တဲ့နှလုံးသားတစ်ခုရှိနေသေးကြောင်းသက်သေပါပဲကျွန်တော်တို့ရင်းချစ်လာတာနဲ့အမျှအရင်ကလိုအားရပါရမငိုပြတော့ဘူးဒါပေမဲ့ရဲရည်မကြတိုင်းအနာကျင်တာတော့မဟုတ်ဘူးလေတိတ်ဆိတ်တဲ့ညတွေမှာအတိတ်ကပုံရိပ်တရားရုပ်ရှင်တကားလုံးပြန်ပေါ်လာတတ်တယ်လက်လွတ်ခဲ့ရတာတွေလွဲချော်ခဲ့ရတဲ့အခွင့်အရေးတွေဒါတွေဟာကိုယ့်တင့်ကိုပို့ပြီးခိုင်မာတဲ့လူတစ်ယောက်ပြောင်းသူစစ်ပေးခဲ့တာပါအဲ့ဒီအမာရွတ်တွေကိုမုန်းမနေပါနဲ့အဲ့ဒါတွေကသေဘလောက်တော့ကြက်ကြက်ခံခဲ့တယ်လဲဆိုတော့ဂုံတူးဆောင်တစ်စိတ်တွေပါပဲမိတ်ဆွေသင်ဟာတခြားသူတွေကိုရွှေရွှင်အောင်ထားဖို့ကြိုးစားရတဲ့သင်ကိုယ်တိုင်ရောပြောရလာလို့ကိုကိုဘယ်နှချိန်လောက်မေးဘူးလဲကျွန်တော်တို့ဟာတခြားသူတွေရဲ့အသိမဲ့ပြုမှုကိုရဖို့အတွက်ကိုယ့်ရဲ့မူလအကြောင်းတွေကိုဖျောက်ပစ်ခဲ့ကြတယ်တကယ်တော့လောကမှာအရေးကြီးဆုံးကကိုပြန်ချစ်ဖို့ပါပဲလဲချရင်အာယူပါနာကျင်အတန်တိတ်မျိုးမသိပါနဲ့လူသားဆန်သွားခံစားလိုက်ပါကိုပြန်ချစ်တတ်မှသာဘဝရဲ့စစ်မှန်တဲ့အေးချမ်းမှုကိုရှာတွေ့မှာပါဒီညမှာတော့ကိုနှလုံးသားကိုပြန်ပြီးနှစ်သိမ့်ပေးလိုက်ပါအောင်အမောင်ဆုံးညတွေဟာကျယ်တွေကိုပိုလင်းလက်စေတယ်ဆိုတဲ့စကားရှိပါတယ်အခုသင်ဖြတ်သန်းနေရတဲ့ခက်ခဲဆုံးအချိန်တွေဟာသင်နောက်ထပ်ဘယ်လောက်ထိတောက်ပနိုင်မလဲဆိုတာပြသဖို့ပြင်ဆင်နေတာပါခက်ခဲဆိုတာသင်ကိုလဲချဖို့လာတာမဟုတ်ပဲသင်ရဲ့အစွမ်းတွေကိုထုတ်ဖော်ဖို့လာတာပါနက်ဖန်ဆိုတာအစ်စ်ကပြန်စားခွင့်ရှိတဲ့ခွင့်ရတစ်ခုပါဒီနေ့မှာရှုံးနေခဲ့ရင်တော့နက်ဖန်မှာသင်ဟာအတွေ့အကြုံတစ်တွေနဲ့ပြန်လာမဲ့သူပါကိုယ့်အနာဂတ်ကိုဒီနေ့ရဲ့ဝေဒနာတွေနဲ့အဆုံးရှုံးမခံလိုက်ပါနဲ့ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့တန်ပိုင်လေးဟာအဆုံးသက်ကိုရောက်လာပါပြီဒီ9မိနစ်အတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲကအပူပင်တွေအနည်းငယ်တော့ရောပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ရင်လဲနေသွားပါပြီအခုတော့စိတ်အေးထားပြီးအိတ်ဆက်လိုက်ပါတော့မျက်လုံးမိတ်လိုက်တဲ့အခါပြင်ပန်းမှုတွေကိုထားရခဲ့ပြီးအိမ်မက်လာလေးတွေစီကိုပဲသွားလိုက်ပါမနေ့ကမိုးလင်းတဲ့အခါမှာတော့ပုံမတောက်ပါတဲ့ကျုံးတွေနဲ့မိတ်ဆွေတယောက်လိုထားလာနိုင်ပါစေတန်ဖိုင်လေးတွေနားထောင်ကြမယ်ကနေမိတ်ဆွေတို့တွေအမြဲတမ်းအဖို့ဖြစ်ရှိနေမှာပါအားလုံးပဲနေခင်ပြီးအေးချမ်းတဲ့ညလေးဖြစ်ပါစေဗျာကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဒီအကြောင်းအရာလေးတွေမှာလူချင်းမင်းတို့ကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားပါနော်